င်္ဂလာပါကောင်းကြီးမင်္ဂလာနေ့တိုင်းမြန်လေးနဲ့တစ်သက်လုံးရရှိစေမယ့်နီလန်ကျွန်တော်တည်ထားပါတယ်ဒါပေမဲ့စမ်းကြည့်ပေါ့နော်ဟုတ်မဟုတ်တယောက်နဲ့တယောက်တော့မတူကြဘူးပေါ့နော်ထာဝရဘုရားထားတဲ့နေရာမတူဘူးဒါပေမဲ့ကျွန်တော်အတွက်ကြပြန်တော့ဒီလိုပေါ့ကျွန်တော်လိုချင်တဲ့အရာတွေဆူတောင်းတယ်မရဘူးဗျမရတာများတယ်အဲ့တော့ကျွန်တော်ဘာလို့ရလဲဘာမှလည်းမလုပ်တတ်တော့ဘူးစိတ်ကပူဆိုးလာတယ်ဗျဖះလည်းစိတ်ဆိုးလာတယ်ဒီလောက်ဆူတောင်းတာကွာငါ့ကိုမပေးဘူးဖះကိုမယုံကြည်မကိုးကိုတဲ့လူတွေတောင်ဒီလောက်ကောင်းကြီးရနေတာငါဖះသားနေ့လည်းဆူတောင်းချမ်းစာဖတ်တယ်ငါတောင်းတဲ့ဆူပေးလည်းမပေးဘူးကွာကျွန်တော်ဖះကိုစိတ်ဆိုးလာတယ်အနေရထိုင်ရမှာပြောလာတော့မွန်းကျက်လာတယ်အထင်တိုင်းကသိရမလားဘယ်လိုပဲကောင်းကြီးမဖြစ်တော့ဘူးအာယုံနောက်เสียစိတ်ဆိုးเสียအလိုမပြည့်စုံခြင်းနဲ့ကျွန်တော်ကဖြတ်တန်းနေရတယ်အဲ့တော့ကျွန်တော်ဘာလုပ်လိုက်ရလဲဆိုတော့ဘုရားကျွန်တော်ပေးထားတဲ့ကောင်းကြီးတွေရည်သွက်တယ်ဗျာကျွန်တော်မရတော့ဆုတောင်းတာမရတော့ကျွန်တော်ကဘုရားကိုပေးထားတဲ့ကောင်းကြီးဥပမာဗျာလူတိုင်းမှာဘုရားပေးထားတဲ့ကောင်းကြီးရှိတယ်နော်ရည်သွက်ပါအများကြီးပဲနေနိုင်တယ်စားနိုင်တယ်အသက်ရှူနိုင်တယ်နော်ကိုဘုရားပေးထားတဲ့ကောင်းကြီးရှိအဲ့ကျွန်တော်ထိုင်ရည်သွက်တယ်ကောင်းကြီးရည်သွက်တဲ့အချိန်မှာပဲကျွန်တော်ကကောင်းကြီးပြန်ရတယ်နော်စတိုက်ပဲဆိုတော့ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေဆုတောင်းလို့မရတော့ဘူးလားအရန်ကြာနေပြီလားမတောင်းတော့ရက်လိုက်တော့ကောင်းကြီးပဲရည်သွက်ကျေးဇူးတော်ချီးမွမ်းကျေးဇူးတင်တဲ့တင်းတဲ့တက်ရှင်ခွင့်ပေးတာထမင်းကျွေးတာကျမ်းမာစေတာကျေးဇူးတင်တယ်အိမ်ပေးတာကားပေးတာလုပ်ငန်းပေးတာကျေးဇူးတော်ရည်သွက်ကောင်းကြီးတစ်ခုပြီးတစ်ခုချစ်ချင်းအမြန်ဆုံးနေ့တိုင်းတက်လို့ရမယ်နော်ရောက်စီတောင်းဖျားခင်ကောင်းကြီးပေးပါစေစမ်းကြည့်ပါနော်ဆုတောင်းမနော်တရှင်တော်ဝိညာဉ်တော်ဒီဗီဒီယိုကလစ်ကိုကြည့်ရှုတဲ့ညီကိုမောင်နှမတယောက်မှမကြံဘူးတရှင်တော်ဝိညာဉ်တော်မိနဲ့တကူလုံးမီးရှို့ပါသခင်ယေရှုခရစ်တော်နာမတော်ဆုတောင်းကောင်းကြီးပေးလိုက်ပြီအာမင်